အလောက်ကင်ဖြစ်လို့ဝိကျေတနာပိုင်းဆိုင်ရာလောကီပိုင်းဆိုင်ရာကြီးပွားတိုးတက်မှုကိုသာလေကြီးပွားတယ်တိုးတက်တယ်လို့ဒီလိုသတ်မှတ်ကြတာများတယ်ပေါ့လူတယောက်ရဲ့ကြီးပွားတိုးတက်မှုနဲ့ပတ်သက်ပြီးစီးပွားဥစ္စာတိုးတက်ကြီးပွားမှုပညာအရေးချင်းနဲ့တိုးတက်ကြီးပွားမှုအပေါင်းအသင်းဆွေမျိုးသားချင်းတွေရဲ့တိုးတက်ကြီးပွားမှုဝိကျေတနာယာဓုဂုံသိစီစဉ်ဥစ္စာကြီးပွားတိုးတက်မှုလို့အဲဒီလိုကြီးပွားတိုးတက်မှုတွေလောကမှာရှိကြတဲ့အထဲမှာလူအများစုကဝိကျေတနာကြီးပွားတိုးတက်မှုယာဓုဂုံသိကြီးပွားတိုးတက်မှုမျိုးကိုသာလဲတန်ဖိုးထားပြီးတော့တလေးတစားလုပ်နေကြတာဖြစ်တယ်ပေါ့တကယ်ကိုလိုအပ်တဲ့ကြီးပွားတိုးတက်မှုဆိုတာတော့ကိုကျင့်သီလပိုင်းကကြီးပွားတိုးတက်မှုပညာအရေးချင်းကတိုးတက်မှုပညာအရေးချင်းဆိုင်ရာကြီးပွားတိုးတက်မှုနဲ့ကုသိုလ်ကောင်းမှုပဲဆိုင်ရာကြီးပွားတိုးတက်မှုဆိုတာမှာအဲ့ဒီကြီးပွားတိုးတက်မှုမျိုးကိုလည်းပါဝင်ပြီးအလေးထားကြရမှာဖြစ်တယ်လောကလူသားတွေရဲ့ကြီးပွားတိုးတက်မှုလို့စံသတ်မှတ်ထားတာဟာဝိကျေတနာပေါ်ပြမှုကိုပဲအဓိကထားကြတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှပြည့်ပြည့်စုံသောကြီးပွားတိုးတက်မှုဆိုတာဝိကျေတနာကြီးပွားတိုးတက်မှုမျိုးမဟုတ်ဘူးတကယ်ကိုအရေးပါတဲ့ကြီးပွားတိုးတက်မှုမျိုးမဟုတ်အရေးပါတဲ့ကြီးပွားတိုးတက်မှုမျိုးဆိုတာဘယ်လိုကြီးပွားတိုးတက်မှုမျိုးဖြစ်တယ်လဲဆိုတာကိုလေမြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတော်တွေရသိရမြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောပြောတယ်လောကမှာဆွေတွေမျိုးတွေဆရာကြီးပွားတိုးတက်မှုအချမ်းရံစည်းစိမ်ဥစ္စာကြီးပွားတိုးတက်မှုဆိုတာရှိတယ်တဲ့အဲ့ဒီကြီးပွားတိုးတက်မှုတွေဟာမပြောပါတော့တဲ့ကြီးပွားတိုးတက်မှုသာဖြစ်တယ်တကယ်ကြီးပွားတိုးတက်မှုကအကောင်းဆုံးကြီးပွားတိုးတက်မှုဆိုတာအသိပညာကြီးပွားတိုးတက်မှုသာဖြစ်တယ်လို့အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဒီလိုဟောတယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာအသိပညာဆိုတာတန်ဖိုးရှိဆုံးဖြစ်လို့ပညာနရဏံရတနံလို့ဆိုတယ်လူသားတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရဏဟာအသိပညာလားဖြစ်တယ်ဒါကြောင့်အသိပညာပိုင်းဆိုင်ရာတိုးတက်မှုကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်။တာမန်ကြီးပွားတိုးတက်မှုတွေကိုမလိုအပ်ဘူးလားလို့ဆိုလိုအပ်ပါလေ။လောကမှာစီးပွားဥစ္စာတိုးတက်ကြီးပွားမှုယာဓုဂုံသိကြီးပွားတိုးတက်မှုအချမ်းရံကြီးပွားတိုးတက်မှုဒါတွေကြီးပွားတိုးတက်เสียမလိုဘူးလို့မြတ်စွာဘုရားဟောတာမဟုတ်ဘူး။ဒါကြောင့်လောကီပဲဆိုင်ရာကြီးပွားတိုးတက်မှုမျိုးတွေကိုလည်းပဲရှိကြရကြီးပွားတိုးတက်အောင်လုပ်ကြရမှာပဲဖြစ်တယ်ပေါ့သို့တော့အဲ့ဒီလောကီပဲဆိုင်ရာကြီးပွားတိုးတက်မှုမျိုးတစ်ခုတည်းနဲ့ဒီပြည့်ပြည့်စုံတဲ့ကြီးပွားတိုးတက်မှုမျိုးလို့ဆိုတာမခေါ်နိုင်ဘူးပေါ့ဓမ္မရေးရကြီးပွားတိုးတက်မှုနဲ့တွဲဖက်ထားမှလောကရေးရကြီးပွားတိုးတက်မှုဟာကြာရှည်စွာထိမ့်သိမ့်နိုင်ပြီးတော့ဘဝရဲ့ပြည့်ပြည့်စုံသောကြီးပွားတိုးတက်မှုဖြစ်လာမှာဖြစ်တယ်။အဲ့ဒါကိုဒီသုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတာဖြစ်တယ်။ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့မြတ်စွာဘုရားဟောကြားတဲ့အဆုံးအမအပြည့်အဝလိုက်နာကြ။လူတိုင်းကတော့နိဗ္ဗာန်ချမ်းသာကိုမျှော်လင့်ကြတော့လေအရေးတကြီးနိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်ကတော့လဲပါမှာလောကမှာဘဝမှာအစဉ်ပြေပြီးတော့ကောင်းရသူတိရောက်ဖို့ရတော့ပဲအာယုံစိုက်ကြမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကြီးပွားတိုးတက်မှုတွေမှာပြည့်ပြည့်စုံတဲ့ကြီးပွားတိုးတက်မှုပြည့်စုံသောကြီးပွားတိုးတက်မှုဆိုတာခုခေတ်စကားနဲ့ပြောရင်ဘက်စုံကြီးပွားတိုးတက်အောင်ကြိုးစားအထောက်လောကီဘက်ကလည်းကြီးပွားတိုးတက်အောင်လုပ်ရမယ်
လောကုတ္တရာပဲဓမ္မရေးရလည်းကြီးပွားတိုးတက်အောင်လုပ်အဲ့ဒါကြမှာပြည့်စုံတဲ့ကြီးပွားတိုးတက်မှုပြည့်စုံသောကြီးပွားတိုးတက်မှုဆိုတာဖြစ်တယ်အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်လောကမှာလိုအပ်ချက်ဆိုတာဒီများစွာရှိမြတ်စွာဘုရားကိုယ်တော်မြတ်ပွင့်လာတာကိုကသရဝါတို့ရဲ့အကျိုးစီးပွားအလို့ပွင့်ပေါ်လာတာဖြစ်တယ်သရဝါတွေရဲ့အကျိုးစီးပွားကိုမှန်ကန်တဲ့အသိပညာနဲ့မြတ်စွာဘုရားဟာလမ်းညွှန်မှုကိုပြုခဲ့တာဖြစ်တယ်မှန်ကန်သောပညာဖြင့်သရဝါတွေရဲ့အကျိုးစီးပွားလမ်းညွှန်တဲ့အခါမှာပြည့်စုံတဲ့ခြေပွားတိုးတက်မှုမျိုးဖြစ်ဖို့မြတ်စွာဘုရားလမ်းညွှန်ဆုံးမပေးခဲ့တာဖြစ်တယ်ဘုရားဘာသာဝင်တွေအနေနဲ့မြတ်စွာဘုရားဘာဆုံးမတယ်လဲဘာဖြစ်စေခြင်းတယ်လဲဆိုတာကိုသဘောပေါက်နားလည်ဖို့လိုအပ်တယ်ပေါ့သုတ္တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားလူရည်လို့ဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်ဆိုလိုတာအမြင်နှမျိုးရှိရမယ်အမြင်တစ်မျိုးနဲ့မပြည့်စုံဘူးအမြင်နှမျိုးရှိရအမြင်နှမျိုးဆိုတာနံပါတ်1ကစီးပွားရှာတတ်တဲ့ပညာမျက်စိမျိုးလေးရှိရစီးပွားရေးအမြင်လို့ဒီလိုပြောစီးပွားရေးအမြင်လည်းရှိရမယ်နံပါတ်2ကကိုချင်းတရားနဲ့ပတ်သက်လာတဲ့ဓမ္မအမြင်လည်းရှိရမယ်လို့ဒီလိုအမြင်နှမျိုးနဲ့တွဲဖက်ပြီးတော့ဘဝမှာကြီးပွားတိုးတက်မှုကိုလုပ်သင့်တယ်လို့ဒါမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒဖြစ်တယ်အဲ့ဒီတည်းမဲ့လူတိုင်းတတိချရမှာတော့လောကမှာကြီးပွားတိုးတက်မှုမျိုးဘယ်လိုကြီးပွားတိုးတက်မှုမျိုးပဲဖြစ်ဖြစ်စံတစ်ခုသတ်မှတ်ပြီးတော့ပြောမယ်ကိုယ့်ရဲ့ကြီးပွားတိုးတက်မှုသည်အကုသိုလ်တွေများလာတဲ့ကြီးပွားတိုးတက်မှုမျိုးဆိုရင်မလိုလားအပ်ဘူးကုသိုလ်ဘက်ကတိုးတက်လာတဲ့ကြီးပွားတိုးတက်မှုများလာလိုအပ်တယ်လို့သူတို့ဆို။ဘာကြောင့်လဲလို့ဆိုတော့အကုသိုလ်ဆိုတာဟာခိတ္တခဏအကုသိုလ်ကြောင့်ကြီးပွားတာမဟုတ်တော့လဲအကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာချက်ချင်းအကုသိုလ်ကအကျိုးမပေးသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ဟာလုံလဝိရိယတွေရဲ့အကျိုးကျေးဇူးရကောင်းတာတွေကြုံနေဥမှာပဲကောင်းတာတွေတွေ့ကြုံနေကြဥမှာပဲသို့တော့အကုသိုလ်အကျိုးပေးပြီဆိုလို့ရှိရင်ဆိုးကျိုးတွေဟာဆက်တိုက်တွေ့လာတတ်တယ်ပေါ့မကောင်းတာလုပ်တဲ့အခါမှာလူတွေဟာမကောင်းတဲ့အလုပ်ဆိုတာဟာဘာနဲ့တူတော့ဆိုလို့ရှိရင်ပြားတကာများရဲရတယ်လို့လုပ်နေတဲ့အချိန်မှာတော့ခြုံများနဲ့လုပ်လို့အရသာရှိကောင်းရှိနေနိုင်တယ်သို့တော့အကျိုးတက်ရောက်လာပြီဆိုရင်ဒုက္ခရောက်ဖို့ပဲရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကမဒုံဝမညတိပါလောယာဝပပနပစ္စတိကိုလုပ်တဲ့မကောင်းတဲ့အလုပ်တစ်ခုဟာအကျိုးမပေးသေးဘူးဆိုလို့ရှိရင်လူတွေဟာပြားတကာပမာကိုလုပ်တဲ့အပေါ်မှာခြေနဲ့အားရပြီးခြုံမြဖြစ်နေကြတယ်ယထာသပစ္စတိပါပံဘာလောဒုက္ခနိကိစ္စတိမကောင်းတဲ့အကုသိုလ်အကျိုးပေးပြီဆိုတဲ့အခါကျရင်တော့လုံးဝခြေမကိုင်မိလက်မကိုင်မိဆင်းရဲတွင်ဒုက္ခရောက်သွားနိုင်တယ်လို့တတိပိဟောကြားဆုံးမခဲ့တဲ့အဆုံးအမတရားကိုလည်းပဲအမြဲတမ်းအာယုန်ထဲမှာမှတ်သားထားကြရမှာဖြစ်တယ်။နာဟိပပံကတံကမ္မံသစ္စုခိရံဝမုစ္စတိမကောင်းမှုလုပ်ရတဲ့ပတ်သက်ပြီးတော့နွားတို့လူတွေအလုံးသိကြတယ်နွားတို့ဆိုတာညစ်ပြီးကစားအချိန်လေးမှာနှုတ်ချင်ဆိုတာမဖြစ်ဘူးအတော်လေးကြာမှဒီနွားတို့ဟာနှုတ်ချင်ဆိုတာဖြစ်လာဆိုလိုတာကနွားတို့ညစ်ပြီးစားလေးမှာနွားတို့ရဲ့ပင်ကိုယ်ရတာရှိနေဥမှာပဲအတော်လေးကြာလာတဲ့အခါကျတော့သူ့ရဲ့အခြေအနေတခုကပြောင်းလဲလာထို့တူပဲဘယ်အရာပဲဖြစ်ဖြစ်အခုအကျိုးသက်ရောက်မှုဆိုတာမဖြစ်ဘူးအကျိုးသက်ရောက်မှုမဖြစ်သေးသမျှတော့လူတွေကအကောင်းလို့ထင်နေတတ်ကြတယ်အကျိုးသက်ရောက်လာတာနဲ့တပြိုင်နက်မကောင်းကျိုးတွေကိုရရှိလာနိုင်တယ်လို့ဒီဆုံးမစကားတွေကိုလည်းပဲမှတ်သားနိုင်ယူထားကြအောင်ဖြစ်တယ်ဒါကြောင့်မို့လို့
ကိုလုပ်တဲ့လုပ်ငန်းတစ်ခုဟာအကုသိုလ်တွေကအကုသိုလ်ဘက်ကတိုးတက်ပြီးကုသိုလ်ဘက်ကလျော့နေသွားသလားသို့မဟုတ်ကုသိုလ်တွေတိုးပွားပြီးအကုသိုလ်ကလျော့နေသွားသလားဆိုတဲ့ဒီစံနဲ့သတ်မှတ်ထားပြီးတော့အကုသိုလ်တွေလျော့ပါပြီးကုသိုလ်တွေတိုးပွားလာမဲ့အလုပ်ကိုလုပ်အောင်မှာဖြစ်တယ်အကုသိုလ်တွေတိုးပွားပြီးကုသိုလ်လျော့နေသွားတဲ့အလုပ်ဆိုလို့ရှိရင်ဘလောက်ပဲလောကဘက်ကကြီးပွားတိုးတက်ထိုလိုမျိုးကိုရှောင်ကြရမှာဖြစ်ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဲ့ဒီစံနဲ့ပဲသတ်မှတ်ပြီးတော့မိမိတို့ဘဝခရီးမှာလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်အမှားမရှိနိုင်ဘူးပေါ့ရသော်ဘုရားကတရားတွေရဲ့အကျိုးစီးပွားကိုလိုလားလို့တရားတွေကိုဆုံးမတဲ့အခါမှာနှစ်မျိုးပဲဆုံးမတာပဲဖြစ်တယ်ဘာလဲလို့ဆိုရင်မလုပ်ရမှာနဲ့လုပ်ရမှာဒီနှစ်မျိုးပဲဆုံးမတာဖြစ်တယ်မိမိတို့ကိုယ်တိုင်လည်းပဲလက်တွေ့ကြည့်မိမိတို့ရဲ့သားသမီးတွေဖြစ်စေအောက်လက်ငယ်သားတွေဖြစ်စေတပည့်တွေဖြစ်စေဆုံးမတဲ့အခါကျတော့ဘယ်လိုဆုံးမတော့ဒါမလုံးနဲ့ဒီဟာလုံးလို့မလုံးရမှာနဲ့လုံးရမှာကိုပဲပြောတာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကလည်းထို့တူပဲတရားတွေကိုကဲတင်လဲဆိုတာမလုံးရမှာကိုရှောင်ခိုင်းပြီးလုံးရမှာကိုလှုပ်စေခြင်းသာလည်းဖြစ်တယ်ဒါဟာလုံးဝမှားယွင်းမှုမရှိတဲ့ဒီမြတ်ဗုဒ္ဓရဲ့တရားတွေရဲ့အကျိုးဆောင်ရွက်မှုပဲမြတ်စွာဘုရားဟာအကျဉ်းတရားနဲ့ပညာကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်အကျဉ်းတရားရှိလို့တရားတွေရဲ့ဒုက္ခကိုမနေစိမ့်ဘူးပညာရှိသည့်အတွက်ကြောင့်လွဲမှားတဲ့လမ်းညွှန်မှုမျိုးကိုမပေးဘူးမှန်ကန်တဲ့လမ်းညွှန်မှုကိုပေးဒါကအရေးကြီးဆုံးပဲဖြစ်တယ်ပညာဟာအမှန်တမ်းအရေးကြီးနော်ပညာမရှိဘဲနဲ့လမ်းညွှန်မှုတွေပေးနေမယ်ဆိုရင်ထိုပုဂ္ဂိုလ်ဟာဆင်းရဲတွင်ပိုနဲ့သွားနိုင်တယ်သူအကြံဉာဏ်တိုင်းလိုက်တာဆောင်ရွက်လို့ရှိရင်စီးပွားပြတ်သွားတာတို့ဘဝနေမွန်းသွားတာတို့ဒီလိုဖြစ်သွားတယ်ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုဆိုတာကြတယ်ဘယ်တော့မှဆင်းရဲဒုက္ခတွေနေမွန်းသွားမှာမဟုတ်ဘူးကြီးပွားတိုးတက်မှုနဲ့ပဲကြုံတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့ဒီအချက်ကိုအလေးနဲ့သတိထားဖို့မြတ်စွာဘုရားဟာတရားတွေရဲ့ကိုးကွယ်ရာဖြစ်တယ်ဆိုဘယ်လိုနည်းနဲ့တရားတွေကိုကြီးပွားတိုးတက်အောင်စောင့်ရှောက်တယ်လဲဘယ်လိုနည်းနဲ့ဘုရားဘာသာဝင်သူတော်စင်တို့ရဲ့အကျိုးသို့မဟုတ်တရားအလုံးရဲ့အကျိုးဆောင်ရွက်တယ်လဲလို့ဆိုရင်ဟိတေပဝတ္တနေနအာဟိတသနေဝတ္တနေနတရားတွေရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်လမ်းညွှန်မှုပေးအာဟိတသနေဝတ္တနေနမကောင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေကဆုတ်ခွာဖယ်ရှားစေဖို့ဆုံးမဩဝါဒပေးတယ်ဆိုလိုရင်းကတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမလှုပ်တဲ့နာကိုရှောင်ဖို့နဲ့လှုပ်တဲ့နာကိုလှုပ်ဖို့လောကမှာကြီးပွားတိုးတက်ခြင်းပဲဒီအချက်ပဲလောက်ရတာဖြစ်တယ်အဲ့ဒါဟာအရေးပါဆုံးပဲဖြစ်တယ်ပေါ့တာမန်ပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုကမလှုပ်တဲ့နာဆိုတာလည်းမပြည့်စုံဘူးလှုပ်တဲ့နယ်ဆိုတဲ့အချက်ဟာလည်းမပြည့်စုံဘူးမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်မလှုပ်တဲ့မှုဆိုတာဟာလည်းပြည့်ပြည့်စုံစုံလမ်းညွှန်ထားတာဖြစ်တယ်လှုပ်တဲ့နာဆိုတာနဲ့ပတ်သက်လာလို့ရှိရင်လည်းပြေဝတဲ့လမ်းညွှန်ချက်ရှိတယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိအောင်ကြိုးစားကြအောင်သိရှိပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်တာကျင့်သုံးပြီဆိုလို့ရှိရင်ဘဝမှာပြည့်ပြည့်စုံတဲ့ကြီးပွားတိုးတက်မှုမျိုးကိုရတယ်လို့ဆိုဒါကြောင့်မို့ပြည့်စုံတဲ့ကြီးပွားတိုးတက်မှုမျိုးရအောင်လူတိုင်းဟာဘဝမှာအာယုံစိုက်ကြရမှာဖြစ်တယ်အာယုံစိုက်ကြလူဘဝရောက်လာရင်အမှတ်တမဲ့မနေနဲ့အမှတ်တမဲ့မနေပဲနဲ့မိမိတို့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုပြီးမြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍အတိမတ်ပြုပါတယ်ဆိုတာအဓိပ္ပာယ်ရှိတို့ဘုရားကိုကိုးကွယ်တယ်ဆိုတာဘာအတွက်ကိုးကွယ်တာလဲနတ်တွေကိုးကွယ်တယ်လို့ကိုးကွယ်တာလားလို့မဟုတ်ဘူးနတ်ကိုးကွယ်တယ်ဆိုတာဟာသူစီဟာဆူတောင်းပြီးစီးပွားတိုးတက်ခြင်းနဲ့အန္တရာယ်ကင်းခြင်းနဲ့လက်လာပါတိုးခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကိုးကွယ်ကြတယ်မြတ်စွာဘုရားကိုကိုးကွယ်တာအဲ့ဒီရည်ရွယ်ချက်နဲ့မကိုးကွယ်ရဘူးစီးပွားတိုးတက်ခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့မကိုးကွယ်ရဘူး
ဖះကိုကိုးကွယ်တယ်ဆိုတာဟာအမှန်တရားကိုသိရှိဖို့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဓမ္မအဆုံးအမရခြင်းလို့ကိုးကွယ်တာသာဖြစ်တယ်ပေါ့အဲ့ဒီအဆုံးအမရမှုဟာအဓိကကျနော်သို့တော်လူတွေကနတ်ကိုးကွယ်တဲ့အလေးအထားကြီးကကြီးစိုးလွှမ်းမိုးထားတဲ့အတွက်ကြောင့်ဘုရားကိုကိုးကွယ်တာဟာလည်းပဲနတ်ကိုးကွယ်တဲ့ပုံစံမျိုးတွေဝင်လာတယ်ပေါ့နောက်ပိုင်းနတ်ကိုကိုးကွယ်တယ်လို့လူတွေဟာဘုရားကိုကိုးကွယ်နေကြတယ်သို့တော်မြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းပဲရှင်အာနန္ဒာကိုမိန့်ကြားခဲ့တာရှိတယ်ငါဘုရားကိုစီမိပန်းရေချမ်းတို့နဲ့ပူဇော်တာဟာပူဇော်ရမရောက်ဘူးလို့မဆိုလိုဘူးဒါပေမဲ့အကောင်းဆုံးပူဇော်ခြင်းတော့မဖြစ်ဘူးတဲ့အကောင်းဆုံးပူဇော်ခြင်းဟာငါဘုရားဆုံးမတဲ့အတိုင်းတရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းသာဖြစ်တယ်ဒီအချက်ကိုအလေးနဲ့ထားအောင်ဖြစ်ဒီအချက်ဟာခေါင်းထဲမှာစွဲနေအောင်မှတ်သားထားဖို့လောကလူတွေဟာဘုရားဘာသာဝင်မြန်မာလူမျိုးတွေအပါအဝင်ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဆုတောင်းဖို့ကိုးကွယ်ကြတယ်ဘာတွေဆုတောင်းကြတော့ဆိုရင်အနေကင်းညင်ကြတယ်စီးပွားဥစ္စာတွေတိုးတက်ခြင်းကြတယ်ဒီဟာတွေပဲဆုတောင်းနေကြတာများအဲ့ဒါတွေပဲဆုတောင်းနေကြသို့တော့အဲ့ဒါတွေဟာဆုတောင်းလို့ရသလားမြတ်စွာဘုရားကသုတ်တန်တစ်ခုမှာရှင်းရှင်းလေးဟောထားတာရှိတယ်အသက်ရှည်ခြင်းလို့ရှိရင်အသက်ရှည်တဲ့နိလန်းရှိတယ်အဲ့ဒါကိုလိုက်နာသက်ရှည်ခြင်းလို့အသက်ရှည်ပါရစေလို့ဆုတောင်းနေုံနဲ့မရနိုင်ဘူးတဲ့စီးပွားဥစ္စာတိုးတက်ခြင်းလည်းစီးပွားဥစ္စာတိုးတက်ပါရစေလို့ဆုတောင်းနေုံနဲ့မရဘူးတဲ့စီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းတရားကိုလှုပ်ဆောင်ရမှာဖြစ်တယ်အဲ့တော့လောကမှာလူတွေဟာအလွယ်တကူပဲဆုတောင်းမှုပေါ်မှာအပြုနေကြတယ်မြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးစီးပွားဥစ္စာတိုးတက်ခြင်းစီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းကိုလုံးဝမယ်အကယ်၍ဆုတောင်းရုံနဲ့ပြည့်ပြည့်စုံမယ်ဆိုရင်ဘယ်သူမှအောက်တန်းကြမှာမဟုတ်ဘူးသူကလည်းအကောင်းကိုဆုတောင်းမှာပဲဘယ်သူပဲဖြစ်ဖြစ်ကောင်းတာကိုဆုတောင်းကြမှာဖြစ်တယ်ဆုတောင်းလို့သာရစရန်ဆိုလို့ရှိရင်အားလုံးဟာတဦးနဲ့တူကွဲပြားခြားနားမှုရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုအလေးနဲ့ထားစဉ်းစားကြဆုတောင်းရုံနဲ့တို့တွေမရဘူးလို့ဒီလိုမှဒါဖြင့်သူမိရာယသိဟာဒီပင်ကရာမြတ်စွာဘုရားထံဒီဘုရားစုပန်ပြီးဗျာဒိတ်ခန္ဓာရောဆုတောင်းလို့ရတာမဟုတ်ဘူးလားလို့မေးကောင်းမေးကြလိမ့်မယ်သို့တော့ဆုတောင်းတယ်ဆိုတာသူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခြင်းတာသူလုပ်တဲ့အလုပ်ကိုကြည့်ပါရမီ10ပါးအပြာ30စွန့်ခြင်းကြီး5ပါးကျင့်ကြံကြိုးကိုအထုတ်ခဲ့လို့ဘုရားဖြစ်တာဖြစ်တယ်ပေါ့စုပန္နာကသူ့ရဲ့ဥတီချက်များတာဖြစ်တယ်